တနေ့ဟင်းချက်တွေနဲ့ပဲနှစ်ပါးသွားနေရတာဆိုတော့ဒီတစ်ခါထမင်းတုပ်လေးတုပ်စားပါမယ်ရှင်အရသာနဲ့ထားတဲ့ကြက်သားလေးတွေကိုကြော်လိုက်ပါမယ်ကြက်သားနေရာမှာအမဲသားတို့စိတ်သားတို့သုံးမယ်ဆိုရင်လည်းရပါတယ်ရှင်ကြက်သားလေးတွေကြက်ပြီဆိုရင်ကျမတို့ဆယ်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ထမင်းတုပ်နဲ့တွဲစားဖို့အတွက်မြေပဲလေးကြော်ထားလိုက်ပါမယ်ရှင်ကဲနောက်ပြီးတော့ဘူးတီဟင်းကားလေးလည်းချက်ပါမယ်ရေစုအိုးထဲကိုဂျင်းကြက်သွန်ဖြူနေရဲ့ပစွန်ကြောက်လေးရဲ့ထောင်းထားတာထည့်မယ်ငပီလေးနည်းနည်းထည့်မယ်စားအချုံမအသားမုံထည့်မယ်စီလေးနည်းနည်းထည့်ပြီးတော့ပေါ့ပေါ့ဆူလာသည့်အထိသဲလိုက်ပါမယ်ရှင်အခုလိုပေါ့ပေါ့ဆူလာပြီဆိုရင်ဘူးတီပပလှိထားလေးတွေထည့်ပါမယ်တဖြည်းဖြည်းသဲလာရင်းနဲ့ဘူးတီလေးတွေကြက်ပြီးတော့မှအရသာလေးတွေအဆင်ပြေပြီဆိုရင်အနံလေးမွေးအောင်တရုတ်နန်နန်နဲ့ငရုတ်ကောင်းလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ကျမတို့ထမင်းတုပ်လေးစတော့ရအောင်ရှင်ထမင်းထဲကိုဂေါ်ဘီပပလှိထားတာလေးတွေထည့်မယ်ပဲကြက်မုံလေးထည့်ပါမယ်ရှင်ပြီးရင်ငန်းပြာရည်လေးထည့်ပါမယ်ငန်းပြာရည်ကကြတော့ထမင်းပေါ်မှာမူတည်ပြီးတော့ထည့်ပါရှင်ပြီးရင်စားလေးနည်းနည်းထည့်မယ်မကြီးရည်လေးထည့်ပါမယ်ရှင်အချင်းကြိုက်ရင်တော့များများထည့်ပါဒါကတော့ပစွန်ချောက်ထောင်းထားတာလေးထည့်လိုက်တာပါဒါကတော့ငရုတ်သီးစီမွေးလေးပေါ့နော်ဒီငရုတ်ချမ်းမုတ်ရဲ့အယောင်တင်မုတ်ရဲ့ကြက်သွန်ဖြူရဲ့ကိုစီမွေးလေးလောက်ထားတာပါရှင်ကျမတို့အိမ်ကအဆက်စားတာမို့လို့ငရုတ်သီးအလော်မုံလေးပါထည့်ပြီးတော့မှတမအောင်နှိပ်လိုက်ပါမယ်ရှင်အရသာအပေါ်ငံမြည်ပြီးပြီဆိုရင်တော့လိုအပ်တာထည့်လို့ရပါတယ်ရှင်ကဲကျမတို့ရဲ့ထမင်းတုပ်လေးကအစင်သင်းဖြစ်ပြီဆိုရင်တော့မြေပဲဆန်လေးအပေါ်ကဖြူလိုက်မယ်ပြီးရင်နန်းပင်လေးနဲ့ပေါ့နော်နောက်ပြီးတော့ကြက်ကြော်လေးရဲ့ဘူးတီဟင်းကားလေးရဲ့ကျမတို့တွဲဖက်ပြီးတော့မှစားပြစ်ပါတယ်ရှင်ဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်